အီရန်နိုင်ငံရဲ့ကောင်းကင်ယံဟာအမေရိကန်စစ်ဘက်သမိုင်းမှာအငင်းပွားစရာအကောင်းဆုံးလေယာဉ်တစ်စင်းဖြစ်တဲ့ Lockheed Martin F-35 Lightning II ရဲ့စွမ်းဆောင်ရည်ကိုအဆုံးဖြတ်ပေးမဲ့စစ်မြေပြင်ဖြစ်လာခဲ့ပါတယ်။ဆယ်စုနှစ်များစွာကြာအောင်ဝေဖန်သူတွေကဒီလေယာဉ်ကိုဒေါ်လာ1 trillion တန်ဖိုးရှိတဲ့အမှားတစ်ခုအဖြစ်တစိမ့်ကတ်ခဲ့ကြပါတယ်။လေးလွန်းနဲ့နှေးကွေးတယ်ဈေးကြီးတယ်နောက်ပြီးအလွန်ရှုပ်ထွေးတယ်လို့ဝေဖန်ခဲ့ကြတာပါအမေရိကန်ရဲ့ရန်သူတွေဟာ F-35 ဟာကြွေးကြော်ထားသလောက်မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ယူဆချက်နဲ့ပဲကာကွယ်ရေးကွန်ရက်တွေကိုတိစောက်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အီရန်စစ်ပွဲစတင်ချိန်မှာတော့ F-35 ဟာစစ်မြေပြင်ကိုရောက်ရှိလာခဲ့ပါတယ်တလအတွင်းမှာပဲ Lightning II ဟာဝေဟင်တိုက်ပွဲရဲ့စီးမြင့်တွေကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်သူဟာအတန်တိတ်လေယာဉ်ချင်းတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နိုင်ခဲ့တယ်လို့ပင်လယ်ပြင်မှာ drone တွေကိုလည်းကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်တခြားလေယာဉ်တွေဆိုရင်ပြတ်ကျသွားနိုင်လောက်တဲ့မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ထိမှန်မှုကိုလည်းခံနိုင်ရရှိခဲ့တာပါဒီစွမ်းဆောင်ရည်တွေကဝေဖန်သူတွေရဲ့ပါဇက်ကိုပိတ်သွားစေတင်တာအမှန်ပါပဲဒါပေမဲ့ F-35 စီမံကိန်းဟာစတင်ချိန်ကလေးကအငင်းပွားစရာတွေနဲ့အမြဲလိုလိုရင်ဆိုင်ခဲ့ရပါတယ်ဒီလေယာဉ်တွေစစ်စင်ရေးမဝင်ခင်အချိန်အတော်ကြာကလေးကစစ်ဘက်ဆိုင်ရာလေ့လာသူတွေနဲ့ကာကွယ်ရေးကျွမ်းကျင်သူတွေဟာအတူတူပဲထပ်ခါတလဲလဲဝေဖန်ခဲ့ကြတာပါသူတို့ကဒီ50မြောက်မျိုးဆက်တိုက်လေယာဉ်ဟာငွေကြေးအလားဟတ်တာဖြစ်စီတယ်လို့ဆိုခဲ့ကြပါတယ် stealth ကိုဖြောက်စနစ်ဆိုတာလေကြော်ညာတက်တာဖြစ်တယ်လို့ဆွဆွဲခဲ့ကြတယ်လို့ဤပညာပိုင်းဆိုင်ရာတတ်မှတ်ချက်တွေကိုလည်းအခြေအမြင့်မရှိတဲ့စကားလုံးတွေလို့ခေါ်ဆိုခဲ့ကြပါတယ်ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ဒေါ်လာ1 trillion ကိုအလကားဖြုံးတီးပြီးတတန်ရင်လေရင်ဟောင်းတွေနဲ့တိုက်ပွဲဝင်ရင်တော့မနိုင်နိုင်တဲ့လေရင်မျိုးကိုထုတ်လုပ်ခဲ့တယ်လို့ဆွဆွဲခဲ့ကြတာပါအီရန်နိုင်ငံကတော့လေကြောင်းစစ်ပွဲအတွက်လုံးဝကွဲပြားခြားနားတဲ့ပြင်ဆင်မှုမျိုးလုပ်ထားခဲ့ပါတယ်သူတို့ဟာ stealth လေရင်တွေကိုချေမှုန်းနိုင်တယ်လို့ဆိုတဲ့ radar စနစ်တွေနဲ့လေမြပေါ်ပါတဲ့တိုက်လေယာဉ်တွေကိုအဓိကထားရင်းနှီးမြှုပ်နှံခဲ့တာပါအမေရိကန်လေယာဉ်မှုတွေကိုမျက်မြင်အကွာဝေးအတွင်းရောက်အောင်ဆွဲခေါ်နိုင်ရင် F-35 ကိုပစ်ချဖို့ဆိုတာလွယ်ကူလိမ့်မယ်လို့ယုံကြည်ခဲ့ကြတာပါဒါပေမဲ့ဒီယုံကြည်ချက်တစ်ခုလုံးဟာလုံးဝမှားယွင်းတဲ့အခြေခံအုတ်မြစ်ပေါ်မှာတိစောက်ထားတာဖြစ်ပါတယ် F-35 ကိုဝေဖန်သူတွေဟာဒီလေယာဉ်ရဲ့အဓိကရည်ရွယ်ချက်ကိုလုံးဝနားလည်လွဲခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့ F-35 ဟာတမားရိုးကျတိုက်လေယာဉ်မျိုးမဟုတ်လို့ပါပဲသူဟာပြန်တန်းနေတဲ့စူပါကွန်ပျူတာတစ်စင်းဖြစ်ပါတယ်။ရန်သူကိုသူတို့မသိခင်ကတည်းကကြိုတင်မြင်တွေ့ကြားသိနိုင်တဲ့နောက်မျိုးဆက်သစ်လေယာဉ်တစ်စင်းဖြစ်ပါတယ်။သူဟာသတင်းအချက်လက်တွေကိုစုပ်ယူနိုင်တဲ့ပြန်တန်းနေတဲ့စက်တစ်ခုဖြစ်ပြီးရရှိလာတဲ့ထောက်လှမ်းရေးအချက်လက်တွေကိုတခြားလေယာဉ်တွေနဲ့ချက်ချင်းမျှဝေပေးနိုင်ပါတယ်။မဟာမိတ်တပ်ဖွဲ့တွေအမြဲတမ်းပြိုင်ဘက်ထက်တလန်းတာနေစီဖို့ပြစ်မှတ်ဆိုင်ရာအချက်လက်တွေကိုလည်းချက်ချင်းထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။အီရန်နိုင်ငံဟာတမယိုးကြလေရင်ချင်းတိုက်ခိုက်တဲ့ဓာချင်းရှင်ထိုးတဲ့စစ်ပွဲမျိုးအတွက်ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကတော့အဲ့ဒီလိုမျိုးလေရင်ချင်းတိုက်ခိုက်ရမယ့်အခြေအနေမျိုးလုံးဝမရောက်လာစေဖို့အတွက်နောက်မျိုးဆက်တဲ့တိုက်ခိုက်ရေးစက်ယန္တရားကိုတိစောက်ခဲ့တာဖြစ်ပါတယ်။အီရန်စစ်ပွဲရဲ့အစောပိုင်းရက်တပတ်တွေကပဲဒီစက်ယန္တရားဟာတကယ်တမ်းမှာဘလောက်ထိအသက်အန္တရာယ်ရှိတယ်လဲဆိုတာကိုသက်သေပြခဲ့ပါတယ်။2026ခုနှစ်မတ်လ4ရက်အီရန်နိုင်ငံက F-35 နဲ့ပတ်သက်ပြီးတိထားသမျှအရာအလုံးမှားယွင်းကြောင်းပေါ်လွင်သွားတဲ့နေ့ပါပဲမနက်ခင်းအစောပိုင်းချိန်မှာတော့အီရန်လေယာဉ်မှူးတယောက်ဟာ Yakovlev Yak-130 လေယာဉ်နဲ့သူ့ရဲ့ပုံမှန်ကင်းလက်လမ်းကြောင်းတိုင်းပြန်တန်းနေပါတယ်သူဟာအီရန်မြို့တော်တီဟီရန်ရဲ့ကောင်းကင်ယံကိုစောင့်ကြည့်ရင်းအစ္စရေးဒါမှမဟုတ်အမေရိကန်တပ်ဖွဲ့တွေရဲ့အရေးအယောင်ကိုရှာဖွေနေတာပါ Yak-130 ရဲ့အာယုံခံကရိယာတွေကတော့တိတ်ဆိတ်နေပါတယ်သူဘာမှမမြင်ရပါဘူးဒါပေမဲ့ရန်သူလေယာဉ်တွေပေါ်လာခဲ့ရင်လည်းတိုက်ခိုက်ဖို့အတွက်အသင့်ပြင်ထားတာပါရုရှားနိုင်ငံမှာတီထွင်ခဲ့တဲ့ Yak-130 ဟာ1996ခုနှစ်မှာပထမဆုံးစတင်ပြန်တန်းခဲ့တဲ့အတန်ထက်နှေးတဲ့လူနှစ်ယောက်စီးတိုက်လေယာဉ်တစ်စင်းဖြစ်ပြီးတမိုင်းကြောင်အရလေယာဉ်မှုလေ့ကျင့်ရေးနဲ့ပေါ်ပါတဲ့တိုက်ခိုက်ရေးလေယာဉ်အဖြစ်အသုံးပြုခဲ့တာပါသူဟာ50မြောက်မျိုးဆက်သစ် STEP တိုက်လေယာဉ်တွေနဲ့ဓာတ်ရိုက်ရှင်ပြိုင်မှုရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်ပေမဲ့တီဟီရန်မြို့တော်အပေါ်မှာပြန်တန်းနေတဲ့လေယာဉ်ဟောင်းတစ်စင်းအနေနဲ့စစ်စင်ရေးကာလအတွင်းမှာချိန်ချောက်မှုတစ်ခုဖြစ်လာနိုင်ပါသေးတယ်သူဟာခံမှန်းခြေပေါင်း6600အလေးချိန်ရှိတဲ့တိုက်ခိုက်ရေးလက်နက်တွေကိုတည်ဆောင်နိုင်ပြီးဒီကြစွာပစ်ခတ်နိုင်တဲ့ဘုံတွေဒုံးပြန်တွေနဲ့ဝေဟင်ပစ်ဒုံးကြီးမျိုးစုံပေါဝင်ပါတယ်။သူဟာလေရင်ရဲ့ပေါ်ပါသွက်လက်